Hello ကျွန်တော်ဒီဗီဒီယိုမှာတော့ brand မှာ player တော်များများဘယ် testament တွေတုံးလဲဆိုတာပြပြပေးမယ်ဗျကျွန်တော်ပထမဆုံးအနေနဲ့လေဆာပိုင်းပေါ့ဂန်းတွေမှာလေဆာကိုတော့တော်များများတက်မတုံးကြဘူးဗျကျွန်တော်ကိုယ်တိုင်လည်းတက်မတုံးဘူးဘာလို့လဲဆိုတော့ဒီလေဆာရဲ့အဆက်ကဒီနေရာနေပိုင်းမှာတော့ပေါ်မယ်ဆိုရင်ကိုယ့်ရဲ့ position ကို enemy ရဲ့နည်းဒီထားမိနိုင်တယ်ပေါ့ဒီလေဆာဘယ်ကနေပြီးတော့လာလဲဆိုတော့ဒီပြနိုင်တယ်ပြီးလေဆာရှိနေမယ်လေဆာအဆက်လေးကိုတွေ့မယ်ဆိုရင်ဒါenemy ရှိနေမယ်ဆိုတာတော်တော်လေးကိုရိမ့်မိနိုင်တယ်ပေါ့။လေဆာတော့တော်များတက်မသုံးကြဘူး။ကျွန်တော်လည်းတက်မသုံးဘူး။လေဆာထဲမှာဒီ high precision လေဆာပေါ့။ဒီကောင်ကတော့ recoil control ကိုတော်တော်လေးတိုးပေးထားရဗျ။ဒါပေမဲ့ဒီ game မှာက recoil ကအဲ့လောက်တော့အရေးမပါဘူးဗျ။ဘာလို့လဲဆိုတော့ဒီကြီးတရောက်လောက်ခေါင်းမှန်ရင်တေးတယ်ဗျာ enemy ကအဲ့ကျတော့ဒီ recoil ဘိုင်းကတော့တိတ်ပြီးတော့မလိုဘူးပေါ့ဗျာ။တော်တော်များများကတော့ဒီလေဆာလေးကိုတော့တော်တော်များများသုံးကြရဗျ recoil control ဘိုင်းကိုတိုးပေးထားဆိုတော့တော်တော်များများလေးဒါတော့သုံးကြတယ်ဒါပေမဲ့ကျွန်တော်ပြောလို့ပဲဒီကိုယ့်ရဲ့ position ကိုမသိစေချင်ဘူးအဲ့လိုမျိုးအချိန်လေးဆိုရင်တော့လေဆာမတက်သုံးတာတော့ကောင်းတယ်ဗျ minimal laser ကတော့ hip fire ဟိုတိုးပေးထားတယ်ဒီ smart laser ကတော့အသုံးဝင်ဗျအသုံးဝင်ဆိုတာသူ့ပေးထားတဲ့ဥစ္စာတွေကတိတ်ပြီးတော့အသုံးဝင် auto shoot target speed တိုးပေးရတယ်အဲ့လိုမျိုးဆိုဒါကတော့တိတ်ပြီးတော့အသုံးဝင်ဘူးtracking laser ကတော့သူက ATS transition speed ကိုတိုးပေးထားရဗျဒီဟာလေးကတော့မစိုးဘူးဗျတကယ်တော့ laser တက်သုံးကကြိုက်တယ်အဲ့လိုမျိုးပြီးတော့ ATS transition speed များချင်တယ်ဆိုရင်တော့ဒီကောင်လေးကတော့မစိုးဘူးဒီကောင်လေးကတော့သုံးကြရဗျနောက်တစ်ခုက grid ထဲမှာက lightweight grid ကိုတော်တော်များများသုံးကြရဗျ player တော်များများဒီ lightweight grid ကိုသုံးကြရတယ်ဒီကောင်လေးက ATS transition speed ကိုတော်တော်လေးတိုးပေးထားတယ်weight လည်းတော်တော်လေးကိုပေါ့ရယ်ပေါ့ gun weight လည်းတော်တော်လေးပေါ့တယ်ဆော့ရတော်တော်ကောင်းတယ်ပေါ့ hammer full grip ဒီကောင်ကတော့အသုံးဝင်ပြီသူက melee damage ကိုတိုးပေးထားဆိုတော့hip fire grip မှာကသူက hip fire ကိုတော်တော်လေးတိုးပေးထားတယ်ဒါပေမဲ့ဒီကောင် rate လည်းနည်းနည်းလေးကျသွားတယ် gun rate ကိုနည်းနည်းကျတယ်ပြီးတော့ gun ရဲ့gun rate ကိုနော်အဝေးနှုံးကိုနည်းနည်းချထားတယ်ပြီးတော့ weight ကိုလည်းနည်းနည်းလေးလေးတယ်ဗျဒီကောင်တော့တိတ်တော့မကြိုက်ဘူးနောက်ပြီးတော့ technical grip ကကြောက်တော့သူ recoil control ကိုတော်တော်လေးတိုးပေးထားတယ်အစောကပြောလို့ပဲကျွန်တော်ဒီ recoil ဘိုင်းကတော့တိတ်တော့မလိုဘူးဗျဒီ game မှာအကျတရားတော့တိတ်တော့မကြိုက်ဘူးvertical grip ကကြောက်တော့သူ vertical recoil control နဲ့ fast shoot recoil control ဒီကောင်ကတော့တိတ်တော့မသုံးကြဘူးဗျတိတ်တော့မကြိုက်ဘူးဗျသူပေးထားတဲ့ဥစ္စာတွေတိုးပေးထားတယ်ကျွန်တော်ကတော့ဒီ grip ထဲမှာ lightweight grip ကိုပို့ပြီးတော့ကြိုက်တယ်တော်တော်များများလည်းဒီဟာကိုပဲသုံးကြတယ်နောက်ပြီးကျွန်တော်ကြည့်ကက်ဒီ match ဒီ quiz map ပေါ့ quiz map ကတော့သူက reload speed လည်းတော်တော်လေးမြန်တယ်နောက်ပြီးတော့ဒီ gun ရဲ့ scope shape gun weight ကိုလည်းတော်တော်လေးပေါ့ရယ်ပေါ့ဒီ scope ရှင်ရတဲ့ပိုင်းတွေမှာလည်းတော်တော်လေးတွက်တယ်နောက်အသုံးများတာကတော့ဒီ light map ပေါ့ light map ကိုသုံးများတယ်သူက ATS transition speed ကိုတိုးပေးထားတယ်တော်တော်လေးလည်းသုံးကြရယ်ဗျဒီကောင်လေးကအဲ့လို scope ရှင်ရတဲ့ပိုင်းတွေမှာလည်းအဲ့လို gun weight ကိုလည်းတော်တော်လေးပေါ့ရယ်ပေါ့ဒါပေမဲ့ကျွန်တော်ကတော့ဒီ quiz map ကိုပို့ကြိုက်တယ်ဗျသူကကျတော့ဒီ light mask ထဲနဲ့နည်းနည်းလေးပို့ပြီးတော့တွက်တယ်လို့ခံစားရရဗျဒီ scope ရှင်ရတဲ့ပိုင်းမှာအဲ့တော့ကျွန်တော်ဒါကိုသုံးတယ်ဒါပေမဲ့ G-Cut မှာတော့ကိုကြိုက်တာတော့သုံးလို့ရဗျဒီနှစ်မျိုးတွေကအသုံးများတာတော့ဒီ light mask လေးရောသုံးများကြတယ်ဒါကြီးထွက်လဲနည်းနည်းမြန်တယ်လို့ခံစားရရဗျဒီ G-Cut လေးကတော့ဒီ extended map ဒီကောင်ကတော့ကြီးပိုပါတယ်ဒါပေမဲ့ real speed ကိုနည်းနည်းလေး short တယ်နောက်ပြီး weight လည်းနည်းနည်းပါတယ်ဗျ scope ရှင်ရတဲ့ပိုင်းမှာ weight နည်းနည်းတော့ပါတယ်ဒါတော့တိတ်တော့မကြိုက်ဘူးဒီ last mark ကတော့တိတ်တော့မကြိုက်ဘူးဗျဒီအကြီးကတော့တိတ်လည်းမသုံးကြဘူးဒီကတော့ဒီကောင်က weight ကြီး reload speed ကိုလည်း short ထားတယ် ATS movement speed ကိုလည်းတော်တော်လေးကို short ထားတယ်ဗျဒီကောင်တော့တိတ်မကြိုက်ဘူးနောက်တစ်ခုကကျွန်တော် scope မှာကတော်များများသုံးကြတာ holo 3ဒီ 518 holo 3နဲ့နောက်ပြီးတော့ R Pro 3နဲ့ဒီကျွန်တော် scope ထဲမှာဒီနှမျိုးရှိမယ်ဒီ gun မျိုးစားပေါ့ဒီ gun မျိုးစားတော့ကျွန်တော်DMR မျိုးစားလားမသိကျွန်တော်တေချာတော့မသိဘူးဒီ holo ကဘယ်လိုမျိုးမှသုံးများကြလဲဆိုတော့ဒီ screen ကြီးတဲ့ဖုန်းတွေပေါ့အဲ့လိုဖုန်းတွေမှာဆိုရင်တော်တော်လေးသုံးကြရဗျကျွန်တော်ပြီးအဲ့လို
တချို့ဆိုရင် PC သမားတွေပါအဲ့လိုမျိုးဆော့ကြတယ်လူတွေကြောဒီ holo ပါအများဆုံးသုံးနေပဲဘာလို့ဆိုတော့သူတို့က screen ကြီးနဲ့ဆော့တဲ့အချိန်မှာဒီ holo ရဲ့ဒီအဝိုင်းလေးပေါ့အဝိုင်းလေးကတော်တော်လေးကိုကြီးသွားပြီးတော့အလေကအဆက်လေးက enemy ရဲ့ခေါင်းအောင်တော်တော်လေးရှင်းရှင်းလေးမြင်ရတယ်ပေါ့ကျွန်တော်တို့ကတော့ပို့ပြီးတော့ရှုပ်သွားတယ်ဗျအဝိုင်းနဲ့အဆက်နဲ့ဆိုတော့ခေါင်းအောင်ရှိန်ပေါ့တော်တော်လေးရှုပ်တယ်ဗျscreen ကြီးနဲ့ဆော့တဲ့ player တွေဆိုတော့ဒီ holo နဲ့ဆိုတော့တော်တော်လေးမိုက်တယ်ဒီ Ao Pro ကတော့ကျွန်တော်သုံးတယ် Ao Pro သုံးတယ်ဗျဒီကောင်လေးကတော်တော်များများလည်းသုံးကြရယ်သူကဒီသူ့ရဲ့ scope ကအပေါင်းလက္ခဏာပုံစံလေးပေါ့တော်တော်လေးလည်းကောင်းနေဗျဒီချိန်အားပြူတာလည်းတော်တော်များများလည်းသုံးကြတယ်နောက်ပြီးတော့ဒီ2558တွေ28တွေ1158 scope တွေဒီထဲမှာ scope ထဲမှာကျွန်တော်1158ကတော့မစိုးဘူးတော့ပြောလို့ရအဝေးရောနီးရောနည်းနည်းလေးကောင်းမယ်လို့ထင်တယ် long range ကောဒီ mid range ကောပေါ့ဒါပေမဲ့ဒီစကုတ်တွေကတော့တိတ်တော့မတုံးကြဘူးဗျတုံးတော့တုံးကြရပါဒီလိုအနီကတ်တွေပါရဲ့ enemy ကိုတုံးမယ် post မယ်ဆိုရင်တော့ဒီစကုတ်တွေနေရာတိတ်အဆင်မပြေဘူးဗျတုံးရတာအဲ့ဒါကြောင့် holo နဲ့ဒီ ao pro နဲ့တော့တော်တော်လေးကိုတော့တုံးဝင်နေဗျဒီပြည့်ရတာနောက်တစ်ခုကကျွန်တော်တို့ဒီ user ပေါ့ user ထဲမှာတော့ flash hider တုံးများတယ် flash hider ဒီ gun weight ကိုတော်တော်လေးကိုပေါ့ပြီးတယ်ဒါလေးတော့တော်တော်လေးစင်ပြေပေါ့ဒီ gun မှာ user ထဲမှာနောက်ထပ်တစ်ခုကဒီ user break ပေါ့ဒါကြီးကတော့ဒီကောင်ကတော့သုံးဝင်ရသူပေးထားတဲ့ဥစ္စာကြီးကတော့တိတ်ပြီးတော့အဆင်မပြေဘူး fast shoot run control ပါတိတ်ပြီးတော့တိတ်တော့မကြိုက်ဘူးပေါ့ပြီးတော့တနက်ရဲ့ weight ကိုလည်းနည်းနည်းလေးတော့လေးသွားစီရပေါ့ compressor ကတော့ horizontal run control သူက ADS transition speed ကို short ထားရဆိုတော့ဒီကောင်ကတော့သုံးဝင်ဘူးvision user ဒါကတော့ gun ရဲ့ bullet ရဲ့ damage ကိုတိုးပြီးရပေါ့ဒါပေမဲ့ဒါကြီးကတော့တိတ်ပြီးတော့မသုံးကြဘူးဗျအခုက spacer ပေါ့ spacer ကတော့တော်တော်များများသုံးကြရဗျဒီအတန်တော်တော်လေးကိုတိုးပြီးရပေါ့ဒီ gun တောင် enemy နဲ့အကွာဝေးတစ်ခုမှရှိနေမှာဆိုရင်တော့တော်တော်လေးတတိမထားမိဘူးပေါ့ enemy ကဒီကောင်လေးကတော့မစိုးဘူးတော်တော်များများလည်းသုံးကြရဲနောက်ဘယ်လိုမျိုး player operator တွေမှာသုံးလဲဆိုတော့ Havana တို့ဘာလို့မှလည်းတော်တော်လေးသုံးကြတယ်ဒီရင်းမှာလည်းသုံးကြရပဲရင်းမှာလည်းအဲ့ spacer လေးနဲ့သုံးကြတယ်ပြီးတော့ဒီရင်းရဲ့ gun နဲ့ဆိုရင်ဒီ spacer နဲ့သုံးတာတော်တော်များများကြိုက်ကြရဲနောက်တစ်ယောက်ကဒူကာဘီမှာလည်းဒီ spacer နဲ့သုံးကြရပေါ့သူ gun မှာလည်းတော်တော်များသုံးကြတယ်နောက်တစ်ခုကဒီ extended barrel ကတော့မစိုးဘူး damage rate တော်တော်လေးတိုးပေးထားတယ်ဒီ extended barrel ကိုဘယ်လို gun တွေမှာသုံးလဲဆိုတော့ဒီရင်းတို့ဒူကာဘီတို့ gun တွေမှာသုံးနေပြဘာလို့လဲဆိုတော့သူကကြီးကိုအဲ့လိုမျိုးဒီတထောင်နဲ့တထောင်နည်းနည်းနောက်ကျရပေါ့ကြီးထွက်တာနည်းနောက်ကျတထောင်နဲ့တထောင်ကအဲ့လိုဆင့်ထွက်တာပေါ့တော်ဟိုလိုမျိုးဒီ S တို့ဘာလို့ gun လိုမျိုးကြီးထွက်တာမဟုတ်ဘဲနဲ့ဒီ SMG တို့ကြီးမြန်ထွက်တာမဟုတ်ဘဲနဲ့တထောင်နဲ့တထောင်ထွက်တဲ့အချိန်မှာနည်းနည်းလေးနောက်ကျတဲ့ gun တွေမှာဆိုတော်တော်လေးကောင်းနေရဒူကာဘီတို့ဘာလို့မှဆိုလဲဒီဥစ္စာလေးတော်တော်လေးတက်သုံးကြတယ်ဒီဟာလေးကမစိုးဗျ rate လည်းတော်တော်လေးကောင်းတယ်ဒူကာဘီတို့ပြီးတော့တခြားတို့ဘာလို့မှဆိုလဲတော်တော်လေးသုံးနေဗျအဲ့ဥစ္စာလေးကတခြား gun တို့ဘာလို့မှလည်းသုံးကြတယ်နောက်တစ်ခုကဒီ choke music ကကျတော့ hip fire ကိုတော်တော်လေးတိုးပေးထားတယ်ဒီဥစ္စာလေးကသုံးကြရဗျoperator ထဲမှာ bandit တို့ဘာလို့မှလည်းသုံးနေဗျဒီ choke music တွေက bandit တို့ဘာလို့မှသုံးနေသူက hip fire ကိုတော်တော်လေးတိုးခဲ့ကြီးတိကျမှုပိုကောင်းတယ်ပေါ့ဥပမာကိုက enemy ကိုhip fire ပစ်မယ်ပေါ့ဒီenemy ထွက်မဲ့နေရာကိုကြိုထောက်မနေတော့ဘာမှနဲ့အဲ့လိုပစ်လိုက်ရက်လိုက်အဲ့လိုမျိုးသုံးမယ်ဆိုရှင်ဒီကောင်ကြီးကဥပမာ hit fire ဒီကြီးသွားမယ်ပေါ့ဒီကြီးတစ်ထောက်တော့ enemy ကိုတိကျကျမှန်မယ်ဆိုရှင်ဒီကောင်လေးတက်ထားမယ်ဆိုရင်တော့ကြီးကနှစ်ချက်သုံးချက်လောက်ကဒီပို့ပြီးတော့တိကျရပေါ့ဗျာကြီးသွားတာ direction သွားတာပို့တိကျအဲ့လိုမျိုးတွေမှာသုံးတယ်တချို့ရင်းမှာတော့တက်သုံးကြရရင်း operator တွေမှာရင်းမှာဒီဥစ္စာလေးကိုတက်သုံးကြတယ်ရင်းရလည်းဒီ operator ထဲမှာတော်တော်လေးကိုကောင်းတယ်ဗျ enemy side ကိုposter တွေပါတော်တော်လေးကောင်းတယ်တော်တော်လေးကောင်းတဲ့ operator ပေါ့ရင်းမှာတော့ဒီ shot user လေးတက်သုံးတယ်နောက်ပြီးတော့ SMG ထဲမှာကျွန်တော်တို့ SMG scope ဘိုင်းမှာကျတော့
ဒီ RO Pro 3တာရှိတယ် Holo 3တာရှိတယ် Android Pro 3တာရှိတယ်ကျွန်တော်ကြိုက်ဆုံးတော့ဒီ Android Pro ကိုကြိုက်တယ်ဗျ SMG မှာတက်သုံးရတာတော့ဘာလို့ဆိုတော့ဒီကောင်လေးကအဆက်လေးတစ်ဆက်ပဲဗျာဒီ Red Dot ဒီထဲမှာ Red Dot ဟိုမှာမဖြစ်ဘူးအဆက်တစ်ဆက်ပဲပေါ့အဲ့အဆက်ဒီလီအောင် Red Dot လေးပဲဒီအဆက်လေးပဲပေါ့ Android Pro ကတော့ဒီ SMG တို့ဘာလို့မှတော်တော်လေးကောင်းတဲ့ scope ပဲဗျဒါလေးကိုကျွန်တော်ကြိုက်တယ် SMG ခံတိုင်းမှာဒါလေးတက်တုံးနေနောက် Ethernet ခံ Ethernet ထဲမှာကျတော့ဒီ lightweight frame ကတော့တော်များများသုံးကြရတယ်ဒီခံရဲ့ weight ကိုတော်လေးကို short ပြီးတယ်တော်တော်ကောင်းတယ်ပေါ့ကျန်တာရတော့အဲ့လောက်တော့တိတ်မသုံးကြဘူးဒီ lightweight frame ကိုတော်များများသုံးများကြရတယ် pistol ထဲမှာတော့laser ရောကျွန်တော်တက်သုံးတယ် laser ကဒီ hipfire ပေါ့ hipfire body ဒါလေးကိုတိုးပြီးhipfire ကိုတိုးပြီးရအောင်သုံးတယ်တခြားကတော့မသုံးမြ rebound control ရှိမယ်ဒါကြီးကတော့တိတ်မကြိုက်ဘူးဒီကောင်လေးကတော့ ATS transfer speed တိုးပြီးရဒါပေမဲ့ pistol ကဒီကောင်ဒီ pistol လေးရဲ့ကြီးထွက်ကတောက်ကြီးထွက်တာဆိုတော့ဒီ hipfire နဲ့ပို့ပြီးတော့ကြိုက်တယ်ပြီးတော့ muser ထဲမှာကျတော့ဒီဥစ္စာလေးကိုသုံးတယ် BC muser ကျွန်တော်ကြီး power ကိုပို့တိုးပြီးရအဲ့ဥစ္စာကိုကျွန်တော်ဒီဟာလေးနဲ့တွဲသုံးတယ်ဒီ guide တန်နေထဲမှာ bullet ရဲ့ power လေးပေါ့ဒီ wall buzzer bullet ပေါ့ဒီကောင်လေးကိုသုံးပြီးကြီးရဲ့ power တိုးပြီးရဘာလို့လဲဆိုတော့ဒီ pistol နဲ့ကျွန်တော်က barricade တို့ဘာလို့ပစ်ဖို့အတွက်ပေါ့ပစ်ပြီးတော့အမြန်ဝင်ဖို့အတွက်ဒီ barricade တို့ဒီဥစ္စာလေးနဲ့ဆိုရင် pistol နဲ့ဆိုရင်3ချက်လောက်ပဲပြည့်အောင်ပဲ barricade ကပြိုကျတယ်အဲ့ကြမြန်မြန်ဆန်ဆန်ဝင်လို့ရတယ်တခြား melee နဲ့သွားမရိုက်နေတော့ဘဲနဲ့ဒီ pistol နဲ့ပဲပစ်ပြီးတော့ဝင်တယ်အဲ့ကြောင့် pistol ဒီတိုင်းပဲသုံးတယ်တခြား operator မှာကျွန်တော်ဒီတိုင်းပဲသွားတယ်ဒါHavana မှာကျတော့သူ Havana ရဲ့ pistol ကကျတော့ကြီးထွက်ကတော်တော်လေးမြန်နေဗျအဲ့အတွက်ကြောင့်ကျွန်တော် Havana တော့ကြီးစကုတ်တက်သုံးနေဗျအဲ့ဒီ S1 တော်လေးကိုတက်သုံးတယ်ဘာလို့လဲ Holo လဲသုံးလို့ရတယ်ဘာလို့လဲဆိုတော့ဒီ enemy ကိုလည်းပြစ်ရှင်တယ်ဗျနေရလဲဖြူမယ် enemy ကိုလည်းပြစ်ရှင်တယ်သူကန်ကြီးထွက်မြန်တော့ပြစ်လို့လည်းကောင်းလို့laser မှာတော့ဒီ hipfire လေးပဲထည့်သုံးထားရဗျဒီ ATS transfer speed ဆိုလည်းမစိုးဘူးဗျသူက enemy ကိုပြစ်ဖို့အတွက်ဆိုရင်တော့ဒီကောင်က ATS transfer speed တိုးဝေးထားတော့ဒါလေးနဲ့လည်းကောင်းတယ်ကြီးကတ်ဒီမှာကျွန်တော်ကဟိုပါပေါ့ကြီးပူပါတာကိုထည့်ထားရဗျဘာလို့ဆိုကြီးကတ်ကိုကြီးpistol ကြီးမြတ်သုံးကျင်လို့ဗျဒီ S2 ဘာလို့ gun မှာဆိုရင်ကြီးမြတ်ထည့်ပြီးတော့ဒီကြီးတကန်းနဲ့ဆိုရင်ဒီ barricade တွေပါနှစ်ခုသုံးခုလောက်ဖြိုပြီးမှကျွန်တော်ကကြီးပြန်ဖြည့်တယ်အဲ့ကျကြီးမြတ်ပဲထည့်ထားလိုက်ကြီးကန်းတာမဖြည့်ချင်လို့တခြား operator မှာလည်းဒါမှသုံးတယ်ကျွန်တော် SMG လည်းဒါမှသုံးတယ်ပြီးတော့ခက်ကန်ရဲ့ကြီးရတော်တော်လေးမိုက်တယ်ဗျဒီ shotgun ကြီးပုံစံမျိုးပဲဗျာသူ့ရဲ့ကြီးရ power တော်ပြင်းအားတော်ပြင်းနေအကျော်ကျွန်တော်သူ့ရောဒါလေးပဲသုံးတယ်ဒီတိုင်းပဲသုံးတယ်ဒီကြီး power သုံးတယ်ပြီးတော့သူက hash တို့ဘာလို့ဖြူရလဲကောင်းတယ်နေရန်ဒီအဲ့ wall တွေဘာတွေကို rotate လုပ်ဖို့အတွက်ဖောက်တာတွေပါအဲ့လိုမျိုးလဲတော်တော်လေးကောင်းနေဗျ hash တွေပါအဲ့လိုဖောက်တာတွေတော်တော်လေးကောင်းတယ်အဲ့တော့ t-shirt နဲ့ပွင့်တယ်ပေါ့အဲ့ဆိုကျွန်တော်ဒီဟာကကန်တော့ဒီ power နဲ့သုံးတယ်ပြီးတော့ကကန်ရဲ့ဒီ gun ကိုတော့တော်တော်ကြိုက်တယ် smoke ရဲ့ SMG မှာကျွန်တော် user ကိုကြောက်ဒီဟာလေးတုံးထားတယ်ဗျ internet bar ဘာလို့ဆိုတော့ကျွန်တော် smoke ကိုဒီ long range တွေလည်းနှမ်းပြီးတော့ damage ပေးခြင်းတယ်ဗျ enemy long range damage ပေးခြင်းတယ်အဲ့ကြောင့်ကျွန်တော်ဒါလေးကိုတုံးတာရယ်ဒီကတ်မှာကျွန်တော် quick map ကိုတုံးနေဗျammo capacity ကိုလည်းတုံးများကြရဗျကြီးမြတ်တုံးခြင်းတယ်ဗျကြီးနဲတယ်ဒီ smoke ကကြီး$9အဲ့လောက်ပဲချိနေတယ်ဗျအဲ့ဒီဟာလေးတက်တုံးကြရယ်ကျွန်တော်ကြောင့်အကြည့်တရားကြီးအဲ့လိုမျိုးများမပါလေရတယ်ဘာလို့ဆိုတော့ enemy ကို damage ထိုံတော့ပဲလှမ်းပြီးတော့ long range ကိုပေးမယ်ပြီးရင်အနီးကပ်ဆိုရင်ကျွန်တော် shotgun သုံးမှာမလို့အကျော် line သုံးထားရယ်နောက်ပြီးတော့ SMG မှာတချို့ကစကုတ်မပါဆော့ကြဗျအဲ့ icon slide တွေနဲ့ပြည့်ကြတယ် SMG တွေမဟုတ်တချို့ gun တွေဒီ S2 gun တွေမှာလည်းစကုတ်ပါပဲဆော့ကြတယ်အဲ့ဒါကြောင့်နည်းနည်းပြဿနာရှိရဗျ icon gun တွေ icon slide နဲ့ဆော့မယ်ဆိုရင် enemy ကိုလိုက်ချင်ရတော်တော်လေးခက်တယ်ဗျ auto ပြစ်အဲ့ချင်ရတာတော့အဆင်ပြေရဗျာဒါပေမဲ့ကိုကအဲ့လိုဒီပြစ်လိုက်တဲ့ကြီးထွက်မဲ့အဲ့လိုဒီကြီးပြစ်နေပြီဆိုရှင်တော့ချင်ရတော်တော်လေးလိုက်ပြီးချင်ရတာခက်တယ်ဗျအဲ့တော့ကျွန်တော်ဒီ RO Pro တို့ဘာလို့လဲဆော့တာပဲဟို
စော့စီခြင်းတယ်ဗျဒီကောင်ကတော့တော်တော်လေးတော့အဆင်မပြေဘူးဗျအဆန့်ကြီးဆိုရင်တော်တော်ဆိုးတယ်ဗျအဲ့လိုအဆန့်ကြီးအော်တိုပြစ်မယ်ဆိုရင်စကုတ်မပါဘူးရှင်ဟို icon slide နဲ့ဆိုရင်တော်တော်လေးဆိုးတယ် shotgun မှာတော့ကျွန်တော်ဒီ user ပေါ့ဒီ internet user လေးကိုတက်ထားတယ်barrel လေးကိုတက်ထားတယ်ဒါလေးကတော်တော်များများသုံးရတယ်ဒီကောင် rate ကိုတော်တော်လေးတိုးပေးထားတယ် rate damage ကိုအဲ့ကျတော့ဝေးလဲ long rate လဲနည်းနည်းလေး long rate တော့မဟုတ်ဘူး mid rate တော့ပေါ့ mid rate ကိုနည်းနည်းလေးပြစ်လို့ကောင်းတယ်တော်တော်များများလဲသုံးကြရတယ်တခြားuser တွေထဲမှာဆိုရင်တော့user break ပေါ့ဒီကောင် hip fire ကိုတိုးပေးထားတယ်ဒါပေမဲ့ ADS ကို short ထားတယ်ဆိုတော့တိတ်တော့မကြိုက်ဘူး compressor ကတော့တိတ်သုံးမှုရဒီကောင်က weight လက်တော့ပါတယ် hip fire ကိုလည်း short ထားတယ်barrel music ဒီကောင် damage တိုးပေးတယ်ဒါပေမဲ့ shotgun damage တိုးပြီးစား damage ထွက်တယ်damage တော်တော်လေးပြင်းတယ်ပေါ့ဒါတော့တိတ်မလို့ဘူးချုပ် user ကတော့မစိုးဘူးဗျချုပ် user hip fire spray hip fire တော်တော်လေးတိုးပေးထားတယ်နောက် flash hider ကတော့shotgun မှာတော့တိတ်မလိုက်ဘူးဗျသုံးရတော့တော်တော်များများကလည်းဒီ internet barrel ကိုသုံးတာများတယ်ကျွန်တော်လည်းဒါလေးပဲကြိုက်တယ်ပြီး shotgun မှာ laser ကကျွန်တော် shotgun နဲ့ laser တက်သုံးနေတယ်ကျွန်တော်သုံးရတာဒီ hip fire တိုးပေးရလေးကိုသုံးရတယ်ဒါလေးကတော့ဒီကောင်လေးလည်းမစိုးဘူးပြဒီကောင် ADS transfer speed ကိုတိုးပေးရဆိုတော့ဒီကောင်လေးလည်းစမ်းသုံးကြည့်နေဒါလေးကိုအားကြောင့်ကျွန်တော်ခဏတက်ထားရဘူးဗျာဒါပေမဲ့စမ်းတော့မစမ်းရဘူးခွေထဲမှာတော့ဒီ lightweight plate လေးပဲသုံးတယ်ချုပ်ထဲမှာကျတော့ဒီချုပ်full ချုပ်ကတော့တော်တော်များများသုံးကြရတယ်သူ critical rate ကိုတော်တော်လေးတိုးပေးရဆိုတော်တော်လေးလည်းကြိုက်တယ်ဗျကျွန်တော်ကတော့မပွင့်သေးလို့ဒါတော့မရသေးဘူးသုံးလို့မရသေးဘူးလက်ရှိတော့ဒီဥစ္စာလေးကိုသုံးထားတယ် critical rate တိုးပေးထားတယ် hip fire split တိုးပေးထားတယ်တော့ဒါလေးကမစိုးဗျနည်းနည်း rate လည်းနည်းနည်းလေးထွက်တယ်recoil control ကို short ထားတော့တိတ်မလို့တော့ရှားတယ် short လို့ရတယ်ဒါကတော့ hip fire split ကိုတော်တော်လေးတိုးပေးထားတယ်ဒီmodify ပေါ့ချုပ်ပေါ့ဒါပေမဲ့ဒီကောင် critical rate short ထားတော့ဒါတော့တိတ်မကြိုက်ဘူးဒီကောင်ဒါလေးလည်းတိတ်မကြိုက်ဘူးဗျဒါတော့ဘာမှမပါပဲထားတာအဲ့တော့ကျွန်တော်ဒီဟာလေးကတော့တော်များများသုံးများကြတယ်ကျွန်တော်လက်ရှိဒါလေးသုံးတယ်ဒီဟာလေးမရသေးတော့သူကြောင့်ဂန်အီတာနေကတော့ filter လေးပဲသုံးတယ် scope မှာတော့ shotgun မှာတော့တော်များများ scope မသုံးကြဘူးဗျဒီဥစ္စာလေးနဲ့ပဲ icon slide လေးတွေပြချရတယ်scope ကတော့တက်သုံးချင်တော့ဒီလို RO Pro တို့ဘာလို့တော့သုံးနေရတယ်ဒါပေမဲ့ shotgun မှာ scope နဲ့တိတ်တော့မကောင်းဘူးဗျသူကလီကတ်တေးပါရကြည့်ဖို့အတွက်ကိုscope မပါတော့ပို့ပြီးတော့ကောင်းတယ်ပြည့်ရပိုကောင်းတယ်လို့ကျွန်တော်တို့ပူကြိုက်တယ်ပေါ့မြူမှာဆိုတဲ့အတိုင်းပဲမြူရဲ့အဆန့်ကြီးဆိုလဲမြူရဲ့အဆန့်ကြီးမှာကျွန်တော် flash hider သုံးထားတယ်ကျွန်တော်ဒါလေးတော့သုံးနေတယ် internet barrel လေးတော့ဒါပေမဲ့ဒီကောင်မြူက level နှိပ်နေတော့မရသေးဘူး flash hider လေးအရင်သုံးထားတယ် laser ဘိုင်းနေပါတော့ကျွန်တော်မထည့်တော့ဘူးဗျအဆန့်ကြီးကိုတော့ကျွန်တော်ကြီးပိုပါထည့်ထားတယ်ကြီးတော်တော်နဲလို့အမျိုးကိုတော့ကျွန်တော်ဒီ SMG ကိုကြိုက်လို့တော်တော်လေးတော့သုံးထားတယ်စမုတ်မှာတော့ကျွန်တော်ဘာလို့ဒါကိုသုံးလဲဆိုတော့ဒီကြီးဒါလေးကြောင်းတဲ့သူတွေဗျဒါလေးတက်ထုံထားလို့နေပြီကျွန်တော် flash hider ပြောင်းလိုက်ရင်ပြီးတော့ rate တော်တော်ကျသွားပြီrate ပါကျင်တာဗျ rate ဆိုရင် rate လေးနည်းနည်းပါကျင်လို့ကျွန်တော်အဲ့လေးတက်ထုံထားတယ် okay rate နည်းနည်းပြရှင်တော့သုံးထားတယ်ဒီကောင်ကိုချီပူပါတာဆိုလို့ရှိရင်ဟန်လင်းကြမယ်ဒီနေ့ချီပူပါတာလိုတော့မလိုဘူးပြကျွန်တော် smoke ဆော့ရင်တော့ကျွန်တော်ဒီ giant လေးဆော့တာဆိုတော့အမြဲဆော့နေတော့ဆင်ပြီးပါတယ်အဝိတ်တော်ကြီး short ပြမှာမလို့ကျွန်တော်မသုံးနိုင်ဘူးဒါဆိုရင်တော့ဒီကောင်ကတော့တိတ်တော့ဟိုမဖြစ်ဘူးမတိတောင် okay တခြားကန်းနေဒီ SMG မှာ scope ကတော်တော်များများဒီဟာကိုသုံးကြရဗျ M18 Pro ဒီကောင်လေးကဒီအဆက်လေးတစ်ဆက်တည်းပေါ့ red dot လေးအဲ့လိုမျိုးတစ်ဆက်လေးတဲ့ဆိုတော့ကြည့်ရတော်တော်လေးကောင်းနေဗျအဲ့လိုမျိုးရှယ်ရတော်တော်ကောင်းနေ SMG မှာဆိုတော့ဒီ scope လေးကတော်တော်လေးကိုသုံးရကောင်းနေအဲ့တော့တချို့ဆိုရင်ဟိုလိုသုံးတာရှိရယ် RO Pro သုံးတာရှိရယ်ကျွန်တော်ကဒါလေးသုံးတာကိုဘူးကြိုက်တယ် SMG မှာဆိုရင်တော့တခြားတော့ဒါဒီပုံဟိုပဲထားတဲ့ပုံစံအတိုင်းပဲရင်းတို့ပါလို့ဆိုတိုင်းပဲနောက် select မှာကတော့ကျွန်တော်က select က
သူ့ရဲ့ ability ဒီ hammer နဲ့ထုတာ25တော့ထုလို့ရတယ်ဆိုတော့နေရန်တွေ wall တွေပါဖြူနေတယ်ဆိုလို့ရှိရင်ဒီတူနဲ့ဖြူလိုက်ရင်ရတယ် hash တွေပါဖြူမယ်ဆိုရင်ရတယ်ဒီ hash တွေပါဆိုတော့တန်တွေပါမကာထားရင်ပေါ့အဲ့လိုဆိုရင်တော့ညာနဲ့300ရတယ်ဆိုတော့ကျွန်တော်ဒီ select ကိုကျွန်တော်သူ့ရဲ့ SMG ကလည်းတော်တော်လေးကောင်းတယ်ဒီ smoke ရဲ့ SMG ပဲအဲ့ကြောင့်ကျွန်တော်ဒီ SMG ကို power ဒီ black power ပါမသုံးတော့ဘူးဘာတွေကိတ်တွေပါဖြူဖို့တော့ကျွန်တော်ဒီတူနဲ့ပဲပြေးရိုက်လိုက်တော့တယ်ပေါ့ဂန်နက်လက်သုံးတယ် SMG ကိုဟောပါဆက်လက်ကိုဂန်လက်နဲ့ပြစ်တယ်ပေါ့ဗျာစော့တယ်တခြား OP တိုင်းလဲကျွန်တော်ဒိုင်းမဲ့သွားတယ်အော်ဒီမှာကျတော့ကျွန်တော်ကဒီ N1 Pro လေးရဲ့N1 Pro လေးကမရသေးလို့ဗျ RO Pro လေးသုံးထားတယ်ရေကာကိုတခြား OP တိုင်းလဲကျွန်တော်ဒီတိုင်းပဲကျွန်တော်ဘာကရီရဲ့ခန်းကကျတော့ကြည်ရဒီခက်ကန်ရဲ့ကြည်လို့မဟုတ်ဘူးဗျသူ့ရဲ့ကြည်ကနည်းနည်းဘိုင်ဂိတ်တို့ဘာလို့အဲ့လို power ထည့်မယ်ဆိုတော့ဘိုင်ဂိတ်တို့ဘာလို့ဖြူရမယ်အဲ့လိုတော့ရမယ်ဒါပေမဲ့ဒီ rotate ပတ်ဖို့အတွက်ဒီ ဘောတွေပါဖောက်ရပါတော့တိတ်တော့မကောင်းမြတ်အကျော်အဲ့ဒီဘာကရီရဲ့ဂန်းကိုတော့ကျွန်တော်ဒီຢာလေးတက်တုံးဖို့စဉ်းစားထားတယ်ဒီကောင်လေးနဲ့ဆိုလို့ရှိရင်သူ့ကိုဒီဂန်းနဲ့လည်းကင်လို့ရမယ်ဗျ enemy ကိုပစ်ဖို့ကကောင်းမယ်ဒီ main gun နဲ့လည်းချမယ်ဒီကနေလည်းချမယ်တော့ဆက်ဘာကရီကကျွန်တော်ဝယ်ထားမှကြာပြီးတော့ level တော့နေသေးရဲ့ဗျအကျော်ဒီဂန်းသုံးလို့မရသေးဘာကရီကပြ defender ဖြစ်တဲ့ကြောင့်power ဘာတွေတော့တိတ်မသုံးတော့ဘူးဘိုင်ဂိတ်တွေပါဖြူဖို့ပါညာတော့မလုပ်တော့ဘူးဘာလို့ဆိုဘိုင်ဂိတ်တွေကကျွန်တော်ကဒီ site ထဲမှာပါမကတော့ဘူးလေ enemy ကို site မှာမကတော့အကျော်တိတ်မသုံးအကျော်ဒီဂန်အီတာနဲ့မှာတော့ဒါလေးနဲ့တော့ကူကြိုက်တယ်စကုတ်ကတော့တက်မသုံးပြဘာလို့ဆိုဒီကောင်လေးကကြည်ကတစ်ချက်စီသွားတာဆိုတော့ဒါနဲ့ချိန်ပြီးတော့တော်တော်လေးကိုကောင်းတယ်အဆင်ပြေပေါ့ဗီဒီယိုကဒီလောက်ပဲမြတ်